အလားဆုံးမိန်းကလေးဒီလိုမိန်းကလေးတချို့ရှိတယ်သူတို့ကစာဖတ်တာကိုကြိုက်တယ်စာအုပ်ဝယ်တယ်ဖတ်တယ်ရေးတယ်ဖတ်ဆရာစာအုပ်တွေကသူတို့အတွက်အသုံးခံတဲ့အသုံးအဆောင်အလှပြင်ပစ္စည်းတွေဖြစ်တယ်တာမန်ဝတ်စားမှုရိုးရှင်းတဲ့အပြင်အစင်နဲ့ဈေးရောင်စုံမိန်းကလေးတွေကြားမှာသူတို့ဟာဆွဲဆောင်မှုပြည့်ရှိတယ်သူတို့ရဲ့စိတ်နေသဘောထားပြုစီပူးထောင်မှုတွေဟာလည်းတခြားနဲ့မတူစာအုပ်ရနံ့တွေတင်းပြန်တယ်အတွင်းစိတ်မှာသိရှိရင်အပြင်ပန်းကလှနေတယ်ဆိုတဲ့စကားကဒီလိုမိန်းကလေးတွေအတွက်အသင့်တော်ဆုံးဖြစ်တယ်။စာဖတ်ရတာကြိုက်တဲ့မိန်းကလေးတွေဟာဘယ်ရောက်ရောက်လှပတဲ့ရှုခင်းတစ်ခုဖြစ်တယ်။သူဟာရုပ်ရည်မလှခြင်းနေမယ်။ဒါပေမဲ့သူ့မှာလှတဲ့စိတ်နေစိတ်ထားရှိတယ်။ရီမွန်တဲ့အပြောဆိုကြော်ရှင်းတဲ့ကိုဟန်မူရာတွေကပြင်ဆင်နေစရာမလိုဘူး။ဒါဟာတည်ငြိမ်တဲ့အိန္ဒြေဖြစ်တယ်။ဒါဟာလှုပ်ရှားတဲ့တိမ်မွေးမှုဖြစ်တယ်။ဒါဟာစက်တည်ဖြစ်တယ်။ဒါဟာငြိမ်းချမ်းမှုဖြစ်တယ်။ဒါဟာသဘာဝနဲ့ရောစပ်ထားတဲ့ရိုးရှင်းမှုဖြစ်တယ်။ရေလိုပြုတ်ပြောင်းနေလေလိုလူကိုဆွဲဆောင်မှုရှိတယ်။ပန်းလိုမှုကြိုင်ရနံ့တင်းတယ်။စာဖတ်တာနဲ့ပတ်သက်ပြီးမတူတဲ့မိန်းကလေးတွေကမတူတဲ့စာကိုကြိုက်ကြတယ်။မတူတဲ့စာတွေကမတူတဲ့ရွေးချယ်မှုကိုပြီးတယ်။မတူတဲ့ရွေးချယ်မှုတွေကမတူတဲ့အကျိုးရလဒ်ကိုရစေတယ်။တချို့မိန်းကလေးတွေကစာဖတ်ခြင်းနဲ့ဗဟုသုတအသိဉာဏ်ကိုရယူတယ်။သူတို့ရဲ့အရေးချင်းကိုတိုးမြင့်တယ်။သူတို့ကအတွေးအမြင်ဒသနနှက်ဆိုင်တဲ့စာအုပ်တွေကိုပိုအာရုံစိုက်တယ်။စာဖတ်ခြင်းနဲ့သူတို့ရဲ့အသိဉာဏ်ကိုမြင့်တင်တယ်။ဘဝကိုဥဆောင်လမ်းပြတယ်။ဒီလိုမိန်းကလေးမျိုးဟာသူ့ကိုယ်၌ကစာအုပ်အုပ်ဖြစ်တယ်။စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်အုပ်ဖြစ်တယ်။တချို့မိန်းကလေးတွေကစာဖတ်ခြင်းနဲ့စိတ်ပျော်ရွှင်မှုကိုရှာတယ်။စိတ်ဓာတ်ကိုပြိုးထောင်တယ်။သူတို့ကရှေးကဗျာတွေကိုကြိုက်တယ်။လှပတဲ့စကားပြေတွေကိုကြိုက်တယ်။အားလက်ချိန်မှာစာအုပ်တွေဖတ်ပြီးသူတို့ကိုသူတို့ပြုပြင်ပြိုးထောင်တယ်။ဘဝကိုငြိမ်ငြိမ်သက်သက်ဖြတ်ကျော်တယ်။ဒီကလူမိန်းကလေးမျိုးကကြဗျာတစ်ပုဒ်နဲ့တူတယ်။အေးဆေးတည်ငြိမ်ပြီးချစ်စရာကောင်းတယ်။မိန်းကလေးတချို့ကဂီတရုပ်ရှင်နဲ့ဆိုင်တဲ့ဖျော်ဖြေရေးစာအုပ်တွေဖတ်တယ်။သူတို့ကအမှုပညာကိုမျက်နှိုးကောင်းမျက်နှိုးမယ်။အမှုပညာရှင်တွေရဲ့အတင်းကိုစိတ်ဝင်စားလို့လည်းဖြစ်မယ်။ဒါမှမဟုတ်အမှုပညာရှင်တွေရဲ့ဘဝကိုအားကျလို့လည်းဖြစ်မယ်။ဒီလိုစာတွေဖတ်တဲ့မိန်းကလေးတွေကပိုလက်တွေ့ဆန်တယ်။လေးလေးနက်နက်မရှိဘူးဆိုပေမဲ့အမှားအမှန်ကိုခွဲခြားနိုင်တဲ့အာရုံခံစားမှုသူတို့မှာရှိတယ်။စာဖတ်ခြင်းကလူတွေရဲ့စိတ်နှလုံးကိုအကျိုးသက်ရောက်မှုရှိစေတယ်။စိတ်နှလုံးကစိတ်နေသဘောထားကိုသက်ရောက်မှုရှိစေတယ်။လူတစ်ယောက်ဟာကိုယ်ချစ်စရာကောင်းအောင်နှစ်လိုအောင်ဆွဲဆောင်မှုရှိအောင်ပြင်ဆင်လိုရင်စာများများဖတ်ပေးရတယ်။စာဖတ်တဲ့မိန်းကလေးတွေဟာကိုဥဆောင်နိုင်တယ်။စာဖတ်ရတာနှစ်သက်တဲ့မိန်းကလေးတွေဟာပညာရေးချင်းမမြင့်လဲစာပေရင်ကျေးမှုတော့ရှိတယ်။စာပေရင်ကျေးမှုရှိတဲ့မိန်းကလေးတွေဟာအကျိုးတင်အကြောင်းတင်စဉ်းစားတွေးခေါ်တတ်တယ်။ခေါင်းအေးထားဆုံးဖြတ်တတ်တယ်။လူတဘာဝကိုနားလည်တယ်။စာမြဲဖတ်သူတွေဟာလူကြားသူကြားမှာထင်းရှိတယ်။အထူးသဖြင့်ကိစ္စတစ်ခုဆောင်ရွက်တဲ့အခါဖြည့်ရှင်းတဲ့အခါတည်ငြိမ်တယ်။အိမ်တွေရတယ်။စာမြဲဖတ်သူတွေမှာအတင်းအဖြစ်မရှိဘူးလို့လူတချို့ကပုံဖော်ကြတယ်။သူတို့ဟာကြိုးကြောင်းဆင်ခြင်မှုရှိတယ်။အခြားသူစကားနောက်လိုက်ပါမသွားဘူး။စာမြဲဖတ်တဲ့သူဟာဘာလို့တွေးတော့တယ်။အကြံကောင်းတွေကိုရှာတယ်။သူတို့ဟာအသိဉာဏ်မြင့်တာကြောင့်ရှုပ်ထွေးတဲ့အတွေးတွေကိုခေါင်းနဲ့အဝင်မခံဘူး။အခြေအမြစ်ကိုအမိရဖန်ဆုပ်ပြီးဖြည့်ရှင်းနိုင်တဲ့နည်းလမ်းကိုရှာတယ်။သူတို့လုပ်တဲ့အရာတိုင်းလမ်းကြောင်းတိုင်းဟာစဉ်းစားတွေးတောပြီးမှလုပ်တဲ့အရာတွေဖြစ်တယ်။ဒီလိုအသိဉာဏ်စာမြဲမဖတ်သူတွေမှာမရှိတဲ့အသိဉာဏ်ဖြစ်တယ်။စာဖတ်တာကိုနှစ်သက်တဲ့မိန်းကလေးတွေကလှတယ်။တမှုထူးခြားတဲ့အလှနဲ့လှတယ်။သူတို့ကလက်ဆက်တဲ့ပန်းတဝဲမဟုတ်ဘူး။ချိုမင်းနဲ့ဝိုင်တစ်ခွက်မဟုတ်ဘူး။သူတို့ကရနံ့တင်းပြန့်ပြီးရှင်းတဲ့ရည်နွေးချမ်းတစ်ခွက်ဖြစ်တယ်။စာဖတ်ခြင်းကစိတ်အားတက်ကြွရှင်လန်းစေတယ်။စာဖတ်ခြင်းကအသိဉာဏ်ဗဟုသုတကျွဲစေတယ်။စာဖတ်ခြင်းကစင်ញင်တွေးတောမှုကိုတိုးပွားစေတယ်။ကျယ်ဝန်းတဲ့ရှင်လန်းတက်ကြွတဲ့ရင်ဝင်တစ်စုံနဲ့စာတွေကိုဖတ်တာစာတွေကတိမ်မွေးမှုနှစ်လိုမှုတွေခံစားနိုင်တယ်။အာဟာရကိုစုပ်ယူနိုင်တယ်။စာအုပ်စာပေလူမိတ်ဆွေဆိုသလိုစာအုပ်ကောင်းတစ်အုပ်ဟာလူတစ်ယောက်နောက်တစ်သက်အလုံးလိုက်တယ်။စာအုပ်ထဲကအခြားသူတွေရဲ့ကောင်းကွက်ကိုသင်ယူနိုင်တာဟာအဖို့တန်တယ်
စာအုပ်ထဲကအခြားသူတွေရဲ့စိုးကွက်ကိုသင်ယူနိုင်တာဟာအသုံးမကျတာဖြစ်တယ်စာဖတ်များတဲ့မိန်းကလေးတွေဟာစာဖတ်ရင်ကိုယ်တိုင်စာရေးကျင်လာတယ်ဘဝတဲကချုံမိန်ခါတက်တာတွေຫນွေမိုးဆောင်းဥတုတွေကိုချရေးတယ်အဲ့ဒီမှာတော့သူ့ရဲ့စာကိုအခြားသူတွေကဖတ်တယ်မိန်းကလေးရေးတဲ့စာတွေကနူးညံ့သိမ်မွေ့တယ်တွက်လက်ဆွဲဆောင်မှုရှိတယ်စကားလုံးတိုင်းကမှမိန်းကလေးရဲ့တမူထူးတဲ့စိတ်နေစိတ်ထားနဲ့စိတ်နှလုံးသားတွေကိုခံစားရတယ်စာတွေထဲမှာသူတို့ဘဝအကြောင်းတွေရှိတယ်ရှင်သန်ကြီးပြင်းတဲ့ရုန်းကန်မှုတွေရှိတယ်လူဘဝတန်မိုးနဲ့တာဝန်ဝတ္တရားတွေရှိတယ်ဒီကနေ့မှာမိန်းကလေးတွေရေးတဲ့စာကိုမိန်းကလေးတွေကြိုက်ရုံမကယောက်ျားလေးတွေပါကြိုက်ကြတယ်စာဖတ်တာကိုနှစ်သက်တဲ့မိန်းကလေးဟာသူအားလက်ချိန်တော်တော်များများကိုစာဖတ်ရင်းနဲ့ကုံဆုံးတယ်စာဖတ်တယ်ဆိုတာလူဘဝရဲ့တစ်စိတ်တစ်စေသားဖြစ်တယ်ရှင်သန်နည်းတစ်မျိုးဖြစ်တယ်အပြင်ပန်းလာတဲ့မိန်းကလေးတချို့နဲ့နှိုင်းယှဉ်ရင်သူဟာလှပတဲ့အတွင်းစိတ်ကိုထိန်းထားနိုင်တဲ့အသိပညာရှိတယ်စာဖတ်တဲ့မိန်းကလေးတွေဟာအသိကျွယ်ထက်မြက်တယ်ကြန့်ခိုင်တန်ပါတယ်ရင်းချက်တည်ငြိမ်တယ်အပြင်ပန်းလာအောင်လုပ်တာထက်အတွင်းစိတ်နူးညံ့သိမ်မွေ့အောင်လုပ်တာကပိုအရေးကြီးကြောင်းသူတို့သိတယ်စာအုပ်စာပေနဲ့အတူရှင်သန်တာကဘဝကိုစိတ်မပြတ်စေဘူးအားမငယ်စေဘူးတက်ပြေးမချစေဘူးဒါကြောင့်စာများများဖတ်ပါစာအုပ်ကောင်းတွေဖတ်ပါအသိပညာဆိုတာအကောင်းဆုံးလှပြင်ပစ္စည်းဖြစ်တယ်စာဖတ်ခြင်းကမိန်းကလေးတွေရဲ့စိတ်နေစိတ်ထားဖက်ရှင်ဖြစ်တယ်စာဖတ်ခြင်းကမိန်းကလေးတယောက်ကိုအမြဲလှပစေနိုင်ပါတယ်စာဖတ်တာကိုကျွန်တော်နှစ်သက်တယ်စာဖတ်တဲ့မိန်းကလေးတွေကိုကျွန်တော်ချစ်တယ်